ရေချိုဖွဲ့ကိုရှင်းပြီးသွားတဲ့နောက်ရွှေချင်းကဂိုင်းထဲကိုအတူတူဝင်လာခဲ့ကြတဲ့မိတ်ဆွေ3ယောက်ရဲ့ထမင်းစားဖိတ်ကြားပွဲကိုတွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာတယောက်ချင်းစီရဲ့လက်ရှိတာဝန်တွေကိုပြောဖြစ်ဆွေးနွေးကြပြီးကျိုးသခင်လေးကပင်လယ်ကာကွယ်ရေးဘက်မှာတာဝန်ယူရမှာဖြစ်တယ်လို့ရှောင်းကွေးကစီမံခန့်ခွဲရေးဘက်မှာတာဝန်ထမ်းဆောင်နေရပါတယ်။ချစ်မေကတော့အခုထိအဆင်မပြေသေးတာကြောင့်နောက်ပိုင်းကျရင်အကောင့်ဘက်ကိုရောက်သွားကြမှာပါဆိုပြီးအားပေးစကားတွေပြောဆိုနေလိုက်ကြကသတင်းကောင်းတွေနဲ့ပြောစရာအချိန်လေးကိုဖျက်ဆီးနေခဲ့ကြပါတယ်။စားတောက်ပြီးလို့ရွှေချင်းအပြင်ထွက်လာတဲ့အခါကျိုးသခင်လေးကရွှေချင်းကိုအရင်တစ်ခေါက်ကဆေးဆိုင်တစ်ဆိုင်မှာဆေးလုံးဖြူတွေရောင်းချနေတာကိုမြင်လိုက်ရတဲ့အတွက်ဆေးတန့်စင်နေရမှာအလွန်တရာအသုံးဝင်တဲ့ငမန်းတော်တစ်ခုကိုလက်ဆောင်အနေနဲ့ပေးလာခဲ့ပါတော့တယ်။ဒီပစ္စည်းကဆေးလုံးကိုတန့်စင်ပေးနိုင်တယ်လို့ပြင်းထန်တဲ့အဆိပ်တွေကိုလည်းထုတ်ဖော်နိုင်တာကြောင့်အဆိပ်တံကိုခံနိုင်ရည်အားမြင့်တဲ့ရေသူမျိုးနွယ်တွေတောင်သတိထားကြရတယ်ဆိုပြီးပြောပြလာပါတယ်။မိတ်ဆွေချင်းချင်းပေးတဲ့လက်ဆောင်ဖြစ်လို့ရွှေချင်းကိုအတင်းလက်ခံစေလိုက်ပြီးကျိုးသခင်လေးထွက်ခွာသွားခဲ့ပါတော့တယ်။စားတောက်ဆိုင်ထဲမှာတော့ပိုးနေတဲ့အစားအသောက်တွေကိုကြစ်မေကထုတ်ပေးခိုင်းနေတာကြောင့်ဆိုင်ဝန်ထမ်းကမင်းလိုမျိုးဂိုင်းသားတစ်ယောက်ကဒီလောက်တောင်ဆင်းရဲနေရသလားဆိုပြီးအလုံးရှုပ်ကြောင်ပြောနေခဲ့ပါတယ်။ဒါပေမဲ့ရွှေချင်းရဲ့အကြည့်စုတွေကိုသတိထားမိသွားတဲ့အခါဆိုင်ဝန်ထမ်းလည်းတစ်ချက်လောက်စောင့်ပေးနေပါအောင်ဆိုကချက်ချင်းအချိုးပြောင်းပြီးဆိုင်ထဲဝင်သွားခဲ့ပါတယ်။ကြစ်မေတယောက်အခုလိုခက်ခဲနေတဲ့မြင်ကွင်းဟာရွှေချင်းရဲ့ငယ်ဘဝကိုပြန်သတိရမိစေပြီးစားတောက်ဆိုင်ရဲ့အနီးဝန်းကျင်မှာတငယ်ချင်းဖြစ်သူနဲ့စားကျွန်းစားကြံတွေလိုက်ရှာဖွေခဲ့ရပူပါတယ်။အထူးသဖြင့်သူအရန်စားခြင်းတဲ့ဒုတ်ထိုးတကြားလုံးလေးကိုသတိရမိသွားခဲ့တာကြောင့်ဇေလန်ကြားတဲ့ကဒုတ်ထိုးဆိုင်ကိုတစ်ချက်ကြည့်မိတော့အရင်တုန်းကမြို့ထဲမှာကလေးတွေကိုစာတင်ပေးနေတဲ့အဖိုးအိုတယောက်ကိုပြန်မြင်ရောက်လာမိပါတယ်။ဒီအဖိုးအိုကသူ့ចောင်းသားလေးတွေကိုចောင်းသားမှာလာရောက်နေတဲ့တကြားဒုတ်ထိုးတဲ့ကနေတယောက်တစ်ခုခွဲဝေပေးခဲ့တဲ့အပြင်နောက်ဆုံးလက်ကျန်တကြားလုံးတစ်လုံးကိုလည်းအဝေးကနေငေးကြည့်နေရတဲ့ရွှေချင်းတို့စီကိုတယောက်တစ်ဝက်ခွဲဝေစားလိုက်ကြဆိုပြီးလာပေးသွားခဲ့ပူပါတယ်။အတိတ်တွေပြန်သတိရနေခဲ့ပြီးဒုတ်ထိုးဆိုင်ကိုငေးကြည့်နေတဲ့ရွှေချင်းကိုအဖွဲ့ထဲကဆရာတို့အကိုကသတိထားမိသွားတဲ့အခါဘလောက်ပဲရင်းကျက်တယ်ဆိုနေပါစေနောက်ဆုံးမှာတော့ကလေးတစ်ယောက်သာရှိနေပါသေးတယ်လို့ရေရွမိလိုက်ပါတယ်။ဒီနောက်မှာတော့အိမ်ပြန်လန်းကအရက်ဆိုင်တစ်ဆိုင်မှာခေါင်းဆောင်လိန်ကိုတွေးလိုက်ရတာကြောင့်သူ့ဝိုင်းမှာသွားထိုင်ခဲ့ပေမဲ့အဆုံးမှာတော့လူချင်းတူတာဖြစ်နေခဲ့ရပါတယ်။ဆိုင်တဲကနေအရက်တအိုးဝယ်ယူလာခဲ့ပြီးခေါင်းဆောင်လိန်ကြိုက်နှစ်သက်တဲ့မွေသားဟင်းလျာကိုမြေကမ်းပေးမှာတဲခမ်းပေးလိုက်ကမရှိတော့တဲ့လူတစ်ယောက်ကိုလွမ်းဆွတ်တန်းတာနေခဲ့ပါတယ်။ကြာဆင်းနေတဲ့မိုးဖွဲလေးတွေကြားမှာရွှေချင်းရဲ့မော်လီနာကိုဆရာတို့အကိုရောက်ရှိလာခဲ့ပြီးတယောက်တည်းအခုလိုတောင်းနေတာကပြင်းစရာမကောင်းဘူးလားလို့စကားဆလာပါတယ်။သူစီမှာတေးကောင်းပါလာတယ်ဆိုပြီးထပ်ပြောလာတဲ့အခါရွှေချင်းကလည်းဆရာတို့အကိုဖြစ်နေတာကြောင့်အကာအကွယ်ဖြုတ်ပေးလိုက်ပြီးစပွဲပေါ်မှာအတူတူထိုင်တောက်ကြဖို့ပြင်ဆင်လိုက်ပါတယ်။ဒီလိုမျိုးအတူတူတောက်နေရင်ကျင့်ကြံရတာခက်ခဲတဲ့အကြောင်းတွေသူကိုယ်တိုင်လည်းအမိုက်ကောက်သူဖြစ်ကနေလာခဲ့ရသူဖြစ်တဲ့အပြင်အရင်တုန်းကအလွန်ရင်းနှီးတဲ့မိတ်ဆွေတယောက်ရှိခဲ့ဘူးပေမဲ့လည်းအခုချိန်မှာတော့အဲ့ဒီလိုမရှိနိုင်တော့ဘူးဆိုပြီးဆရာတို့အကိုကသူ့အကြောင်းတွေပြောပြနေခဲ့ပါတယ်။ဒီစကားကြတော့ငယ်ဘဝတုန်းကယေဒနာမွေးမြူသူအဖြစ်ခေါ်ဆောင်သွားခံရတဲ့တငယ်ချင်းဖြစ်သူကိုပြန်ဆုံတွေ့ကျင်တဲ့စိတ်ဆန္ဒတွေဟာရွှေချင်းရင်တဲ့ပြီးနှက်လာခဲ့ရပါတယ်။အတွေးတွေကြားတိတ်ဆိတ်သွားတဲ့ရွှေချင်းကိုမြင်တော့မင်းဘာကြောင့်မတောက်တာလဲဆိုပြီးဆရာတို့အကိုမေးမြန်းလာတဲ့အခါရွှေချင်းကလည်းမထင်မှတ်ထားတဲ့စကားတစ်ခွန်းကိုအေးဆက်ဆက်ပြန်ပြောလိုက်ပါတော့တယ်။ဆရာတို့အကိုကျုပ်ကိုတက်ချင်တယ်ဆိုရင်တော့အစိတ်ကိုတော့မတုံးခဲ့သင့်ဘူးဆိုတဲ့အေးဆက်တဲ့စကားတစ်ခွန်းဟာတစ်ဖက်လူကိုမျက်နှာပြက်သွားစေခဲ့ပြီးသူ့အကြံတွေပေါ်သွားပြီးဖြစ်တဲ့အတွက်လက်ဦးမှုယူတိုက်ခိုက်လာခဲ့ပါတော့တယ်။ဒါပေမဲ့နာကျင်မှုတွေကြားပြိုလဲသွားခဲ့ရတာကြောင့်ရွှေချင်းရဲ့အစိတ်ကိုသူအရင်မိသွားပြီဆိုတာဆရာတို့အကိုနားလည်သွားခဲ့ရပါတယ်။ဘသူကမှမယုံကြည်တတ်တဲ့ရွှေချင်းဘက်ကမော်လီကိုအစင်းမြင့်တဲ့အချိန်မှာအကာအကွယ်မျိုးစုံကိုပြင်ဆင်ခဲ့တာကြောင့်အခုချိန်မှာလှုပ်ကြံမှုကြာရှုံးသွားရတဲ့ဆရာတို့အကိုလည်းချက်ချင်းဆိုသလိုနောက်လှည့်ပြေးရပါတယ်။ဒီတာဝန်ကိုသူလှုပ်ချင်လို့လှုပ်ခဲ့ရတာမဟုတ်ပဲသူ့သမီးလေးဆေးကုဖို့လိုနေတာကြောင့်လက်ခံခဲ့မိတာပါဆိုပြီးအကျိုးအကြောင်းရှင်းပြနေခဲ့ပေမဲ့လည်းစကားနားမထောင်တဲ့ရွှေချင်းကတော့စူးစီးလိုက်တဲ့မိုးရေဆက်တွေကြားမှာချက်ချင်းပဲအဆုံးသတ်ပစ်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့ကျန်ကန်ကန်ရဲ့ဘိုးဘေးကြီးဟာရွှေချင်းဆိုတဲ့ကောင်းကင်သားတော်ကိုဘလိုနီးနဲ့ရင်ဆိုင်ရမလဲဆိုပြီးမှတ်တမ်းထဲမှာရှာကြည့်နေခဲ့ပေမဲ့အဆုံးမှာတော့အကျိုးမရှိဖြစ်နေခဲ့ရပါတယ်။ဒီအချိန်ကျင်ကန်ကိုင်းမှာလာရောက်ကျင့်ကြံနေတဲ့သွေးမျက်လုံးကိုင်းကအကြီးကဲရန်ယုံစီမှာရွှေချင်းကိုဖြည့်ရှင်းပေးနိုင်မလားလို့တောင်းဆိုကြည့်မိပေမဲ့အကြီးကဲရန်ယုံကတော့ရွှေချင်းဟာသူတို့ကိုင်းရဲ့ထူးချွန်သူဖြစ်တယ်လို့ဒီလိုမျိုးလူငယ်တယောက်ကပြဿနာကြီးတွေမရှာနိုင်တော့ပါဘူးလို့ပြန်ငင်းလာခဲ့ပါတယ်။ကျင်ကန်ဘိုးဘေးကတော့မဖြစ်နိုင်တာမရှိတော့ဘူးဆိုပြီးယေဒနာတစ်ခုနဲ့လက်ထိုးလိုက်တာကြောင့်တစ်ဖက်ကလည်းရွှေချင်းကိုသင်္ကန်းစာလေးနည်းနည်းလောက်ပေးကြည့်လိုက်မယ်ဆိုကသဘောတူပေးလိုက်ပါတော့တယ်။ဒီအချိန်ရွှေချင်းကတတမတောင်ရဲ့ဆေးဆိုင်တစ်ခုစီမှာသူကိုယ်တိုင်ဖော်ဆက်ထားတဲ့ဆေးလုံးဖြူတွေတွားရောင်းနေခဲ့ပြီးလိုအပ်တဲ့ဆေးဖက်ဝင်ပစ္စည်းတွေကိုလိုက်လက်ဝယ်ယူနေလျက်ရှိပါတယ်။အဲ့ဒီလိုလိုက်ဝယ်နေရင်ဟွန်ရန်ဆိုတဲ့ဖက်တီးလေးတစ်ယောက်နဲ့အမတ်မထင်ဆုံတွေ့လိုက်တာကြောင့်ရွှေချင်းကဒီဆေးလုံးတွေဖော်ဆက်နိုင်တယ်ဆိုတာသိလိုက်ရပါတော့တယ်။ဟွန်ရန်ကဆရာတူအမကြီးအတွက်လိုအပ်တဲ့ဆေးပစ္စည်းတွေကိုလာရောက်ဝယ်ယူနေတာဖြစ်လို့ရွှေချင်းစီမှာလက်ဆောင်တွေနဲ့မိတ်ဆွေဖွဲ့လိုက်တဲ့နောက်မြေကမ်းစိတ်စီထွက်သွားခဲ့ကြပါတယ်။
သူတို့ထွက်သွားပြီးတိတ်မကြခင်မှာပဲဆေးဆိုင်ပိုင်ရှင်မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပြီးရွှေချင်းရောင်းသွားတဲ့ဆေးလုံးဖြူတွေဟာအရေးသွေးမြင့်မာလွန်းလာတာကြောင့်ဒီဆေးလုံးကိုဘယ်သူလာရောင်းသွားတာလဲဆိုကရွှေချင်းနောက်ခံကိုစတင်စုံစမ်းပါတော့တယ်။အခြားတစ်ဖက်မှာတော့ရွှေချင်းနဲ့ခေါင်းဆောင်လိန်တို့ဟာရေကြောင်းဌာနနဲ့ညီနိုင်ရေးဌာနတို့ကြားကတင်းမာတဲ့အခြေအနေတွေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။အကျိုးမြတ်ခွဲဝေယူကြတဲ့အခါမျှတမှုမရှိတာကြောင့်ရေကြောင်းဌာနဘက်ကဖတ်တီးဟွန်ရန်ဟာဒီလိုရက်တွေကိုတိမခံနိုင်တော့ဘူးဆိုပြီးညီနိုင်ရေးဌာနရဲ့ကိုယ်စားလှယ်ဖြစ်သူကျိုးကျုံဟန်ကိုဝင်ရောက်ပြဿနာရှာပါတော့တယ်။အဖွဲနှစ်ခုကြားမှာစကားစစ်ပွဲဆင်နွှဲနေလျက်ရှိပြီးခေါင်းဆောင်လိန်ကလည်းအခြေအနေတွေအရန်ရှုပ်ထွေးလာရင်သူတို့လည်းဝင်ဆွတ်ဖက်ရမယ်ဆိုကအခုလောဆယ်တော့ဆက်ဆောင်ကြည့်ခိုင်းလိုက်ပါတယ်။ဒီနောက်မှာတော့မိတာတုံးနဲ့ဖြည့်ရှင်းလို့မရတော့တာကြောင့်ဝရင်တုတ်တွေဆွဲကင်လိုက်ကြပြီးကျုံဟန်စီဝင်ထိုးကြိတ်ကြကစိတ်ကန်းတစ်ခုလုံးမှာတိုက်ပွဲတန်တွေနဲ့ဆူညံသွားခဲ့ရပါတော့တယ်။ကျုံဟန်ကဟွန်ရန်အာယုံလွဲသွားခြင်းကိုအခွင့်ကောင်းယူပြီးအနောက်ကနေခိုးတိုက်လိုက်တာကြောင့်ရွှေချင်းလဲချက်ချင်းဝင်တားဆီးလိုက်ရသလိုဌာနနှစ်ခုကြားကရံပွဲကြီးကိုလည်းအချိန်မီရပ်တန့်ပေးလိုက်ပါတယ်။ဒီအချိန်အခြေတီစွမ်းအားတွေနဲ့စီကံထိန်သိမ်းရေးအကြီးကဲလီလည်းထပ်မံရောက်ရှိလာခဲ့ပြီးရန်ဖြစ်တဲ့ဌာနနှစ်ခုလုံးကိုသုံးလစာဖျက်တောက်မယ်ဆိုတဲ့အပြစ်ဒဏ်ချမှတ်လိုက်တဲ့အပြင်ပြဿနာစတင်ခဲ့တဲ့ကျုံဟန်ကိုလည်းအကြီးကဲတွေစီခေါ်ဆောင်သွားခဲ့ပါတော့တယ်။ပြဿနာတွေအေးချမ်းသွားတဲ့နောက်ဟွန်ရန်ကသူ့ကိုကူညီပေးခဲ့တဲ့ရွှေချင်းကိုကျေးဇူးတင်လို့ဆိုပြီးမော်လေးရှိရာစီကိုတိုင်သွားရောက်ခဲ့တယ်လို့တန်ဖိုးရှိတဲ့လက်ဆောင်ပစ္စည်းတွေကိုလည်းယူဆောင်သွားခဲ့ပြန်ပါတယ်။ရွှေချင်းကသစိမ်းတွေကိုမကြည့်ဖြူတာကြောင့်ကိစ္စပြီးသွားရင်အမြန်ပြန်ဖို့မောင်းထုတ်နေပေမဲ့ယင်းနှီးချင်းတဲ့သူကတော့အာလာဘတွေရှောက်ပြောပြနေခဲ့ပြီးရွှေချင်းနားမှာတနေ့လုံးဆက်နေခဲ့ပါတယ်။နောက်ရက်တွေမှာလည်းဇွဲရှိစွာထက်ရောက်လာပြန်တာကြောင့်ရွှေချင်းဘက်ကလည်းအရင်ကထက်လိုက်ရောပေးလိုက်ပြီးအရက်တွေလည်းအတူတူတောက်သုံးပေးခဲ့ပါတယ်။ဖက်တီကအမီးစားခြင်းတယ်ဆိုပြီးရွှေချင်းကိုဟင်းချက်ခိုင်းတာကြောင့်တစ်ဖက်ကလည်းလက်ရတွေရှယ်ပြပေးလိုက်ပေမဲ့တကယ်တမ်းမြည်ကြည့်ချိန်မှာတော့ပါဇက်ကိုအမြန်အုပ်လိုက်ရပြီးမကောင်းဘူးလို့အော်မိကျင်သွားရပါတယ်။ဒါပေမဲ့အေးဆက်တဲ့အကြည့်ကိုသတိထားမိတဲ့အတွက်လက်ရကောင်းတယ်လို့မြောက်ပေးလိုက်ရတဲ့နောက်ဦးလေးတွေကအရက်တွေကိုမူးလဲအောင်တောက်သုံးလိုက်ကြပြီးဖက်တီလေးကသူအရန်ချစ်ရတဲ့ဆရာတူအမအကြောင်းကိုနားကြီးရတဲ့အထိရင်ဖွင့်နေခဲ့ပါတော့တယ်။နောက်တနေ့မနက်ခင်းမှာတော့ရွှေချင်းကကျင်းကန်းကိုင်းရဲ့အပိုပစ္စည်းတချို့ကိုစိုင်းတဆိုင်မှာတွားရောင်းချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ရှင်ကလက်ခံဝယ်ယူဖို့ညှင်းဆန်လိုက်တဲ့အပြင်ကျင်းကန်းကိုင်းကပစ္စည်းတွေအခိုးခံလိုက်ရတယ်ဆိုတာသူတို့စီတိုင်ကြားထားတယ်ဆိုပြီးရွှေချင်းကိုတခိုးအဖြစ်တန်းဆွဆွဲလိုက်ပါတော့တယ်။ဒါကိုကြားတော့ကျန်ကန်ဘိုးဘေးနဲ့ဒီကြီးကဲတွေပူးပေါင်းထားကြတယ်ဆိုတာရွှေချင်းနားလဲသွားခဲ့ရတယ်လို့သူတို့ဆင်ထားတဲ့ထောင်ချောက်ထဲကိုကွက်တိကျသွားတာကိုတီးလိုက်ရတဲ့အချိန်ဖက်တီးလေးရောက်ရှိလာခဲ့ပြီးဒီပစ္စည်းတွေကဆရာတူအမကိုလက်ဆောင်ပေးဖို့ပြင်ဆင်ထားတဲ့သူ့ပစ္စည်းတွေဖြစ်ကြောင်းဝင်ရောက်ပြောဆိုလာခဲ့ပါတယ်။လက်မခံတဲ့အကြီးကဲကတော့ခိုးထားတဲ့ပစ္စည်းတွေကိုရွှေချင်းဘက်ကပြန်အပ်ရမယ့်အပြင်ရော်ကြီးကိုလည်းနှစ်ဆက်ပြန်ပေးတဲ့အခါကျမှဒီပြဿနာပြီးပြတ်နိုင်လိမ့်မယ်လို့ချင်းချောက်ပြောဆိုလာခဲ့ပါတယ်။အခြေအနေတွေတင်းမာနေတဲ့အချိန်မြေပြင်ဖွဲ့သုံးရဲ့ရေသူမင်းသားလည်းအခန်းထဲဝင်ရောက်လာခဲ့ပြီးရွှေချင်းနဲ့ဟွန်ရန်တို့ကိုဖမ်းဆီးခေါ်ဆောင်သွားဖို့ကြိုးစားလာခဲ့ပါတော့တယ်။ဟွန်ရန်ကတုံ့ပြန်မလို့ပြင်လိုက်ပေမဲ့အခန်းတစ်ခုလုံးကိုအခြေတီစွမ်းအင်တွေချက်ချင်းပြည့်နှက်သွားခဲ့ရပြီးတတမမြောက်တောင်ထွက်သခင်ရဲ့လက်ရင်တပည့်ဖြစ်သူဒုတိယမင်းသမီးလေးလည်းဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်။ဒီမင်းသမီးကဟွန်ရန်ဖွန်းကြောင်နေတဲ့ဆရာတူအမဖြစ်ပြီးမြင်မာတဲ့ကျင့်ကြံစင်းတဲ့အတူရန်သူပေါင်းများစွာကိုကွက်မြက်ရှင်းလင်းခဲ့တဲ့စစ်နက်ဖျားမတပါလို့ကြော်ကြားတဲ့သူဖြစ်ပါတယ်။အာနာရှိသူရောက်လာချိန်မှာတော့အခြေအနေတရက်လုံးပြောင်းပြန်လည်သွားခဲ့ပြီးရေသူမင်းသားလည်းဘာတစ်ခုမှဆက်မလို့ရတော့သလိုမောက်မာနေတဲ့ဆိုင်ရှင်ကြီးကဲကလည်းချက်ချင်းဆိုသလိုဒူးထောက်တောင်းပန်ရတဲ့အခြေအနေကိုရောက်သွားခဲ့ရပါတော့တယ်။မင်းသမီးကဖက်တီလေးရဲ့ရှင်းပြမှုကနေလက်ရှိအခြေအနေကိုနားလည်သွားခဲ့တာကြောင့်ကျင်းကန်ကိုင်းကခိုးယူလာခဲ့တဲ့ဆိုရင်တောင်ဒီပစ္စည်းကသူမအပိုင်ဖြစ်နေပြီမို့ကျင်းကန်ဘက်ကဘာလို့ချင်သေးလို့လဲဆိုပြီးပေါ်တင်ပဲရန်စားလိုက်ပါတယ်။ဘသူမှပြန်မပြောရဲတာကြောင့်ဒုတိယမင်းသမီးကကျင်းကန်ကိုင်းကိုအခုလိုပြဿနာရှာရဲတဲ့အတွက်လက်ဆောင်ပစ္စည်းတွေနဲ့လာတောင်းပန်ခိုင်းလိုက်ပြီးတကယ်လို့ညှင်းဆန်ရဲတဲ့ဆိုရင်ဂိုင်းလုံးကျွတ်ကွက်မြက်ခံရလိမ့်မယ်ဆိုကအာနာရီရှယ်ထုတ်ပြလိုက်ပါတယ်။လမ်းပိတ်နေတဲ့ရေသူမင်းသားကိုငါးညီစော်နဲ့လွန်းတယ်အခုချက်ချင်းဘေးဖက်လိုက်ဆန်းဆိုပြီးမောက်မာစွာပြန်ထွက်သွားခဲ့တယ်လို့ဖက်တီးလေးကလည်းပစ္စည်းတွေအကုန်သိမ်းယူသွားခဲ့ကဆရာတူအမကိုလိုက်ပိုးပန်းပါတော့တယ်။ပြဿနာတွေပြီးသွားတဲ့နောက်အခန်းထဲကနေရွှေချင်းထွက်ခွာလိုက်တဲ့အချိန်ကောက်ကျစ်တဲ့ရေသူမင်းသားကသူတို့မျိုးနွယ်ရဲ့ခြေရခံအမတ်သားကိုတိတ်တဆိတ်ကတ်ထားပေးလိုက်ပြီးတတ်မှတ်ချိန်ရောက်ရင်အပြက်ရှင်းဖို့ကြံစီထားလိုက်ပါတယ်။ရွှေချင်းကအမတ်သားကိုသတိထားမိပေမဲ့မတိတလို့ဟန်ဆောင်သွားခဲ့ပြီးရေသူမင်းသားစီမှလည်းကပ္ပအရိပ်နဲ့ပြန်မှတ်ထားခဲ့လိုက်ပါပြီ။အပြင်းရောက်တာနဲ့အမတ်သားကိုဖိနှိပ်ထားပစ်လိုက်ပြီးရေသူမင်းသားကိုအဆုံးသတ်ပေးရမယ့်အချိန်ကောင်းကိုစောင့်ဆိုင်နေလိုက်ပါတယ်။တစ်ဖက်မှာလည်းဒုတိယမင်းသမီးရဲ့ဖိအားပေးမှုတွေကြောင့်ကျင်းကန်ကိုင်းလဲပိုင်ဆိုင်မှုတွေအကုန်ချုပ်ပေးနေရပြီးဒီနေရာကနေအမြန်ထွက်ပြေးကြဖို့အထိစိတ်ဆင်းရဲစွာဆုံးဖြတ်ထားလိုက်ရပါတယ်။အဲ့ဒီညမှာတော့ကျူးလို့ဆိုတဲ့တခိုးမလေးကရွှေချင်းစီပြန်ရောက်ရှိလာပြီးရေသူမင်းသားကညဘက်တွေမှာတယောက်တည်းအပြင်ထွက်လေးရှိတယ်ဆိုတဲ့အရေးကြီးသတင်းတစ်ခုကိုငွေဒင်းကားနဲ့လာရောက်လဲယူလိုက်ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါရွှေချင်းကလည်းငါးတကောင်ကိုခုတ်ဖြတ်ပြရတော့မယ်ဆိုပြီးပြည့်ပြည့်စေမဲ့အစည်းအဝေးတွေကိုညတွင်ချင်းပဲစတင်ချမှတ်လိုက်ပါတော့တယ်